ကားတစ်စီးကတင်ကားကိုရုတ်တရက်ကြော်တက်ပြီးအကြောင်းရင်းမရှိဘဲ brake အုပ်လိုက်မယ်ဆိုရင်အဲ့ဒါကမတော်တဆမှုမဟုတ်ပါဘူးတင်ကရာဇဝတ်မှုတစ်ခုရဲ့ပြစ်မှတ်ဖြစ်ပါတယ်တင်ကတော့တင့်ရဲ့အမှားလို့ထင်နေမှာပါလူလိန်ကတော့ဒဏ်ရာအတုတွေကိုပြပြီးတင့်ကိုရော်ကြေးတောင်းမှာပါအဲ့လိုအလိမ်မခံခြင်းမှုဆိုရင်တော့ကားမှာကင်မရာတက်ထားပြီးရဲကိုချက်ချင်းဖုံးဆက်လိုက်ပါတင်ကတက်စီတစ်စီးငါပြီးကားမောင်းသူကမီတာပြတ်နေတယ်လို့ပြောတဲ့အခါအတားကတင်တတိထားရမယ့် red flag ဖြစ်ပါတယ်သူကခင်မင်တက်တဲ့ပုံပေါက်ပြီးတင့်ရဲ့စီးကားကိုမျှမျှတတတောင်းမဲ့ပုံပေါ်ပါတယ်ဒါပေမဲ့တင်သွားခြင်းတဲ့နေရာကိုရောက်တဲ့အခါသူကစီးကားကိုတာမန်ထက်ပိုပြီးတောင်းမှာပါအဲ့လိုအလိမ်မခံခြင်းရင်တော့မီတာပြတ်နေတယ်လို့ပြောကြတဲ့ကကားပေါ်ကဆင်းလိုက်ပါလူရှုပ်တဲ့နေရာတစ်ခုမှာတယောက်သိရှိမှာဖနက်တိုက်တန်တစ်ခုပြုတ်ကျသွားခဲ့ရင်တင်ကတော့ရင်ကျေးစွာနဲ့ပြန်ကောက်ပေးဖို့ပဲစိတ်ကူးမိမှာပါဒါပေမဲ့အဲ့ဒါကထောင်ချောက်တစ်ခုဖြစ်ပါတယ်သူတို့ကကျေးဇူးတင်တဲ့အနေနဲ့တင့်ဖနက်ကိုတိုက်ပေးဖို့တောင်းဆိုပါလိမ့်မယ်ဒါပေမဲ့သူတို့တင့်ဖနက်ကိုတိုက်ပေးပြီးတာနဲ့ခင်မင်စွာကမ်းလှမ်းမှုကပြီးဆုံးသွားပြီးတင့်ကိုရန်လိုစွာနဲ့များပြတဲ့အခါကျေးငွေကိုတောင်းမှာပါအဲ့လိုအလိမ်မခံခြင်းရင်တော့ကိုလန်းကိုပဲဆက်သွားလိုက်ပါ